ဒါကတော့ Dubai Festival Plaza မှာ pop-up studio ဖြစ်တဲ့ music booth တွေဖြစ်ပါတယ်။အဲ့ဒီမှာဆိုရင် piano ကို practice လုပ်လို့ရတယ် record လုပ်လို့ရတယ်ပေါ့နော်။အဲ့လိုလုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ apps ထဲမှာ booking လုပ်ရတယ်။အဲ့ဆိုရှင်တော့တနာရီ per session ကို approximately 100-200လောက်တော့ပေးရမယ်လို့ထင်ပါတယ်ပေါ့နော်။သူကဘယ်လဲဆိုလို့ရှိရင်တော့သူက sound proofing ဖြစ်တဲ့ acoustic treatment နဲ့ပေါ့နော်။ဒီအပြင်က noise တွေကို minimize ဖြစ်အောင်လုပ်ပေးပြီးတော့ကိုယ့်ရဲ့ဒီတီးနေတဲ့ piano recording လုပ်လို့ရတယ်ပေါ့နော်အရန်ကောင်းတယ်ပေါ့နော်ဒါတို့ဟာတွေကဘာမှရှိလဲဆိုရင်တော့ public space တွေမှာ hotel တို့ mall တွေမှာသူကအဲ့လိုမျိုးဒီ pop-up stand လေးတွေထားပေးထားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး music ကို creative လုပ်ချင်တဲ့လူတွေအတွက်ပေါ့နောက်တစ်ခုကကြတော့ pan home မှာရှိတဲ့ cool wave ဆိုတဲ့ဒီ bed ပေါ့နော်သူကပုံစံကအရန်ကို simple ဖြစ်တဲ့ elegant ဖြစ်တယ်ပြီးတော့ soft touch ပေါ့နော်လူတယောက်ကဒီနေ့ကို24နာရီရှိတဲ့အချိန်မှာ8နာရီက quality sleeping ဖြစ်ဖို့အရေးကြီးရပေါ့နော်အဲ့မှသာလင်ကျန်းမာနေညီညွတ်တယ်ကားတစ်စီးလို့ပဲကား engine ကပေါ့နော်ကောင်းနေမှလည်းခရီးကြမောင်းနိုင်မယ်ပေါ့အဲ့လိုပဲလူခန္ဓာကိုယ်ကိုကားတစ်စီးလို့သတ်မှတ်လိုက်ပြီးတဲ့အခါကျတော့သူ့အတွက်ကိုအကောင်းဆုံးအိပ်ရာတွေနဲ့အိပ်ဆက်ပေးတင်တယ်ပေါ့နော်ပြီးတော့ဒီ cool wave ကလည်းနာမည်နဲ့လိုက်အောင်အရန်ကို